ခါတလေဖုန်းအဟောင်းတွေကဓာတ်ပုံတွေပြန်တွေ့ရခါဒါမှမဟုတ် Facebook memories တက်လာတဲ့အခါကျွန်တော်တို့မကြာခဏပြောမိတတ်တယ်အဲ့ဒီတုန်းကဘဝကဘူကောင်းခဲ့တာအဲ့တုန်းကငါပူပျော်ခဲ့တာဒါပေမဲ့တကယ်လွမ်းနေတာကအဲ့ဒီအချိန်ကိုလားဒါမှမဟုတ်အဲ့ဒီအချိန်ကကိုလားလူတွေကကျောင်းသားဘဝကိုလွမ်းတယ်လို့ပြောကြတယ်ဒါပေမဲ့စာမေးပွဲတွေကိုမလွမ်းဘူး homework တွေကိုလည်းမလွမ်းဘူးမနက်စောစောထားတဲ့နေ့တွေကိုလည်းမလွမ်းဘူးဒါဆိုဘာလို့လွမ်းနေရလဲတခါတလေကျွန်တော်တို့လွမ်းနေတာကဖီးအားနေကြတဲ့နေ့တွေဖြစ်နိုင်တယ်ဘယ်သက်ရွယ်ရောက်ရင်ဘာဖြစ်ရမလဲဘလောက်အောင်မြင်ရမလဲဘလောက်ပတ်စံရှာရမလဲဆိုတဲ့အတွေးတွေမများသေးတဲ့ချိန်တွေတနေ့စာကိုတနေ့တာပဲနေခဲ့တဲ့ချိန်တွေတခါတလေကျွန်တော်လွမ်းနေတာကအချိန်မဟုတ်ဘူးပို့ပေါ်ပါခဲ့တဲ့ကိုဖြစ်နိုင်တယ်တချို့ဓာတ်ပုံတွေကိုကြည့်ရင်ကျွန်တော်ပြောမိတယ်အဲ့ဒီပုံလေးကလူကကျွန်တော်တို့ပဲဒါပေမဲ့တနည်းနဲ့သစိမ်းတယောက်လိုခံစားရတယ်အဲ့ဒီလူကအိမ်မက်တွေပုံများခဲ့တယ်ကြာရှုံးမကိုတိတ်မကြောက်ခဲ့ဘူးလူတွေဘာထင်မလဲဆိုတာထက်ကိုဘာလို့ချင်လဲဆိုတော့ပိုကြီးဆိုင်ခဲ့တယ်အခုတော့ကျွန်တော်တချို့ຢာတွေရလာတယ်ဒါပေမဲ့တချို့ຢာတွေပျောက်သွားတယ်ဒါကြောင့်အရင်တော့ကိုကိုပြန်ကြည့်ရင်လွမ်းမိတာဖြစ်နိုင်တယ်ဒါပေမဲ့ဒီနေရာမှာသတိထားမယ့်အရာတစ်ခုရှိသေးတယ်မှတ်ဉာဏ်တွေကမျှတတာမဟုတ်ဘူးကျွန်တော်တို့အုံတော့ကကောင်းတဲ့အချိန်တွေကိုပိုမှတ်မိတတ်တယ်ဆိုးတဲ့အချိန်တွေကိုတော့တဖြည်းဖြည်းမိသွားတတ်တယ်။ဒါကြောင့်အတိတ်ကိုပြန်ကြည့်တဲ့အခါအရာအလုံးပြည့်စုံခဲ့တယ်လို့ထင်လာတတ်တယ်။ဒါပေမဲ့အတိတ်ကလှတာမဟုတ်ဘူး။အဲ့တုန်းကမင်းမျက်လုံးတွေကပိုအဖြစ်ကင်းစင်တာဖြစ်နိုင်တယ်။အဲ့တုန်းကလည်းသူ့မှာစိုးရိမ်စရာရှိနေခဲ့တယ်။မတိကျမှုရှိခဲ့တယ်။သူလည်းဘဝကိုနားလည်ဖို့ကြိုးစားနေခဲ့တာပဲ။တကယ်တော့ကျွန်တော်တို့လုပ်ရမှာကအရင်တုန်းကကိုယ်စီပြန်သွားဖို့မဟုတ်ဘူး။အဲ့ဒီတုန်းကပျောက်သွားခဲ့တဲ့အရာတွေကိုပြန်ရှာဖို့ဖြစ်တယ်။စူးစမ်းခြင်းစိတ်ရိုးသားမှုအိမ်မက်မရတဲ့တက်တီဒါတွေကအတိတ်မှာကြံခဲ့တာမဟုတ်ဘူးဘဝရဲ့တနေရာမှာခြံထားခဲ့မိတာဖြစ်နိုင်တယ်တခါတလေကျွန်တော်လွမ်းနေတာကငယ်ဘဝမဟုတ်ဘူးအရင်တုန်းကကိုပဲဒါပေမဲ့သတင်းကောင်းတစ်ခုရှိတယ်အဲ့ဒီလူကပျောက်သွားတာမဟုတ်ဘူးမင်းရဲ့အတွင်းထဲမှာတနေရာမှာရှိနေသေးတယ်သူစီပြန်သွားဖို့မလိုဘူးသူ
သူနဲ့ပြန်တွေ့ဖို့ပဲလိုတယ်